မေကွန်းတစ်မိမိဒီသာမိမိ၏အားကိုးရာဖြစ်သည်ဆိုသောစကားဤပါဠိလိုအခေါ်အဝေါ်မှာအတ္တဟိအတ္တနောနာထောမေကွန်းနှစ်ဖျားရှင်သည်ဒီဝရနှင့်မိမိ၏သားတော်ရာဟုလာအပေါ်မိတို့သဘောထားသည်နီအတူတူပင်ဖြစ်တာထားသည်မေကွန်းသုံးသူတစ်ပါးပေးဝေသောကုသိုလ်အဖို့ကိုဝမ်းမြောက်ဝမ်းသာဓာတုခေါ်မှုကိုပတ္တနုမောဒနာမေကွန်းလေးမင်္ဂလာ38ပါးတွင်ပထမဆုံးရှောင်ကျဉ်ရမည့်အချက်မှာလူမိုက်တို့ကိုမပေါင်းတင်ခြင်းမေကွန်း5ယဟန်တန်ဃာတော်များကိုလူဒန်းရာတွင်ပစ္စည်းလေးပါး၌မပါဝင်သောအချက်မှာရွှေနှင့်ငွေမေကွန်း6မိဘကိုလှုပ်ကြွေးပြုစုရခြင်းသည်မင်္ဂလာမည်၏ဟုသောပါဠိအဓိပ္ပာယ်မှာအာတာပိတုဥပဌာနံမေကွန်း9မိမိ၏ဝင်လေထွက်လေတတိကခြင်းကိုဘယ်လိုခေါ်သလဲအာနာပါနမေကွန်း8ကျွန်ုပ်တို့ဤဗဒ္ဒကဘာတွင်ပွင့်တော်မူပြီးသောဘုရားရှင်စုစုပေါင်းဘယ်နှစုရှိသနည်း4စုမေကွန်း9ဗုဒ္ဓဘာသာဝင်တို့ကျင့်ကြံရမည့်တိက္ခာ3ပါးတွင်စိတ်တည်ငြိမ်မှုကိုဘယ်လိုခေါ်သလဲတမာတိမေကွန်း10မိမိပြုလုပ်ထားသောကုသိုလ်များကိုသူတစ်ပါးအားအမျှပေးဝေခြင်းကိုမည်သို့ခေါ်သည်နည်းပတ္တိဌာနမေကွန်း17သာသနာတော်၏အသက်ဟုတင်စားရလောက်အောင်အရေးကြီးသောအရာမှာဝိနည်းမေကွန်း12လောဘကြီးပြီးသေဆုံးသွားသူတွေဟာများသောအားဖြင့်ဘယ်ပုံဘဝကိုရောက်တတ်သလဲပြိတ္တာ